အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ဒီပကံစံခွန်းဒီကဲရှိတဲ့အလုပ်သမားတွေကိုရည်ရွယ်ပြီးတော့ကျွန်တော်เนี่ยဒီဗီဒီယိုဖိုင်လေးလုပ်ပေးရခြင်းဖြစ်ပါတယ်ဒါကလည်းဘာကြောင့်လဲဆိုတော့ကျွန်တော်အလုပ်ရှင်အလုပ်သမားတွေနားလည်မှုလွဲပြီးတော့ကျွန်တော်တို့ဒီကျွန်တော်ရွှေပြောင်းမြန်မာလုပ်သားတွေကဘာသာစကားအားနည်းတဲ့လုပ်သမားတွေကလည်းဘယ်လိုပြောမလဲကျွန်တော်လုပ်ငန်းခွင်တွေမှာထိခိုက်နစ်နာမှုတွေရရှိတယ်နော်ကိုလည်းငါဆုံးရှုံးသွားတယ်သို့တော့သူဒီပကံစံခွန်းသွင်းထားတဲ့အတွက်တထေးရနေပြီးတော့မိမိကိုအလုံနာတဲ့အတွက်လုံအားကားတော့ပေးနေတယ်သို့တော့နစ်နာကြီးမပေးဘူးဆိုပြီးတော့အလုပ်သမားတွေအနေနဲ့ခံစားနေရတဲ့အလုပ်သမားတွေရှိတယ်ပေါ့နော်ဒါကျွန်တော်ပြောချင်တာကအလုပ်သမားအဲ့အလုပ်သမားဒီမိမိမှာတကယ်ပကံစံခွန်းရှိမရှိတော့သိဖို့လိုအပ်တယ်ပေါ့နော်ဒါကပကံစံခွန်းရှိတဲ့လူကိုကျွန်တော်အနေနဲ့ရည်ရွယ်တာဖြစ်တယ်ပေါ့နော်ကျွန်တော်အလုပ်သမားအနေနဲ့ကပကံစံခွန်းရှိတယ်ဆိုလို့ရှိရင်တထေးရနေပြီးတော့မိမိကိုစေးရုံစေကန်လိုက်ဖို့တယ်ပေါ့နော်ပြီးသွားရင်မိမိအလုပ်နားနေတဲ့ကာလာတွင်းမှာမိမိကိုတထေးရလုပ်အားကားတွေပေးနေတယ်ဆိုလို့ရှိရင်တော့တထေးကိုသွားပြီးတော့ကျွန်တော်တို့အလုပ်သမားတွေနဲ့ကကျွန်တော်ဖြစ်တာ3လရှိပြီ4လရှိပြီကျွန်တော်နစ်နာကြေးလည်းတစုံတရာမပေးကျွန်တော်မကျေနပ်ဘူးသွားမလုပ်ပါနဲ့ဒါကတထေးအနေနဲ့ကသူလုတ်ပေးနိုင်တဲ့အနေအထားကနေသူလုတ်ပေးထားပြီးသွားပြီပေါ့နော်မိမိရဲ့ဒီကုလိုင်းကဆုံးရှုံးသွားတဲ့အတွက်ကကြတော့ဒီတထေးရတကယ်ပကံစကုန်းတကယ်သွင်းထားတယ်ဆိုလို့ရှိရင်ဒီမိမိကုလိုင်းကဆုံးရှုံးသွားတာ6လကျော်သွားတော့မှကျွန်တော်တို့ကဒီမိမိဘယ်လောက်ထိဆုံးရှုံးသွားတဲ့ပေါ့နော်ချို့ကြတော့လုံးဝပြတ်သွားတယ်ဆိုလို့ရှိရင်တော့လေဒါကနစ်နာကြီးလိုက်ရတယ်6လကျော်ရင်ကျွန်တော်လိုက်လုပ်ပြီးသူရတာလွယ်ကူတော်များလဲအေးမပြတ်ပဲနဲ့ပေါ့နော်ဒီဒုက္ခိတလိုပုံစံမျိုးဒဏ်ရာရတာလို့ပြီးရင်အကျော်ဆွဲတာလို့သိမှန်အဲ့လိုပုံစံမျိုးတွေဆိုလို့ရှိရင်တော့အနည်းဆုံးတစ်နှစ်ပြည့်အောင်တောက်ပေးရတယ်ဒါကတော့အဲ့ဒါတွေပြီးသွားတော့မှကျွန်တော်ကဒီနစ်နာကြီးပိုင်းဆိုင်ရာကိုပကံစံခွန်းရုံမှာသွားပြီးတော့ထုတ်ယူလို့ရတယ်ပေါ့နော်ထုတ်ယူတဲ့ခါကျရင်တော့ဒီအလုပ်သမားအနေနဲ့လိုအပ်တာဒီကျွန်တော်တို့ဘယ်နေ့ဘယ်ရက်ဘယ်အချိန်နော်ဘယ်နေရာမှာဘာလုပ်လို့ဖြစ်တာလဲเนาะအဲ့ချိန်မှာကိုဘေးနားမှာဘယ်သူတွေရှိနေလဲเนาะကိုဘေးနားမှာဘယ်သူရှိကိုတဲ့ဆေးရုံเนาะကိုဖြစ်တဲ့ဆေးရုံပြီးရင်ကိုတက်ခဲ့တဲ့ဆေးရုံမှာကိုဘယ်နှညအိတ်ခဲ့ရလဲเนาะအဲ့ဒါတွေပြီးသွားရင်ကိုဆေးရုံနံပါတ်တွေเนาะပြီးရင်ကိုဒီဆေးရုံမှာကိုတုံးခဲ့တာကဘယ်အချက်လက်နဲ့တုံးခဲ့တာလဲဆိုလို့ရင်ကျွန်တော်တို့ကပတ်စုပ်ကင်တဲ့လူကရှိတယ်လို့ကျွန်တော်တို့ဒီဘက်ကင်တဲ့လူကရှိတယ်ပတ်ရောင်ကကင်တဲ့လူကရှိတယ်ဆိုတော့ကိုတုံးခဲ့တဲ့စာရွက်စာတမ်းတွေလည်းအဲ့ဒီမှာဘာနဲ့တုံးခဲ့တာလဲဆိုတာတိတိကျကျလေးကိုအနေနဲ့အဲ့ဒါလေးလိုအဲ့ဒါလေးရပြီဆိုလို့ရှိရင်ကျွန်တော်တို့ကအလုပ်သမားအနေနဲ့ပူပန်စရာမလိုနေဘူးเนาะပကံစံခွန်းရှိတဲ့လူတွေပေါ့နော်ပြီးရင်ဒီတက်ဆုံးရှုံးသွားတဲ့လူတွေဆိုရင်လုပ်ငန်းခွင်တွေမှာတက်ဆုံးရှုံးသွားပြီဆိုလို့ရှိရင်တော့လေကျွန်တော်တို့ဒီတူတူပါပဲအချက်လက်တွေကဒါတွေပါပဲသို့တော်များလဲသူကတက်ဆုံးရှုံးသွားပြီဆိုတာ ਨੇ ဒီအချိန်ဆောက်စရာမလိုတော့ပါဘူးတကြိုပြီးသွားပြီဆိုတာ ਨੇ ကျွန်တော်တို့အလုပ်အမားတွေအနေနဲ့ကသွားပြီးတော့ပကံဆိုင်ရုံမှာသွားပြီးတော့တင်လို့ရပြီပေါ့နော်ကျွန်တော်တို့ဒီနင်းနာကြီးပိုင်းဆိုင်ရာတင်လို့ရပြီသို့တော်များလဲဒါတွေအကုန်လုံးကတထေးကနေပြီးတော့အကြောင်းကြားပေးရတယ်ပေါ့နော်အနည်းဆုံး82နာရီအတွင်းမှာတထေးအနေနဲ့ကကျွန်တော် online ကနေအကြောင်းကြားပေးလို့ရတယ်တထေးအနေနဲ့မှာနော်ဒီလုပ်ငန်းတွေမှာလူသမားတယောက်ဒီအသက်ဆုံးရှုံးသွားတာကိုမြို့နယ်ဒီလူသမားကာကွယ်စောင့်ရှောက်ရေးရုံးက82နာရီအတွင်းမှာသူ့အနေနဲ့အကြောင်းမကြောက်ဆိုရင်လူသမားကာကွယ်စောင့်ရှောက်ရေးရုံးကသူ့ကိုဒီတန်ကြီးရိုက်မှာဖြစ်တယ်ပေါ့နော်အဲ့ဒါလေဒီအလုပ်သမားအနေနဲ့ဒီတထေးတွေကိုမေးပါဒါကျွန်တော်82နာရီအတွင်းမှာမြို့နယ်လူသမားကာကွယ်စောင့်ရှောက်ရေးရုံးတရားဝင်အကြောင်းကြားပြီးွားပြီလားပေါ့နော်ဒီလုပ်ငန်းခွင်ထဲမှာထိခိုက်နစ်နာတယ်ဆိုလို့ရှိရင်တော့ဒီကိုယ့်ရဲ့လုပ်ကိုင်တဲ့မြို့နယ်ကဒီပကံစံခွန်းရုံးမှာအကြောင်းကြားရမှာဖြစ်တယ်ပေါ့နော်ဒီအလုပ်သမားကဘာကင်လို့ဘာလုပ်လို့ဖြစ်တယ်ဆိုတာကိုတိတိကျကျလေးအကြောင်းကြားပေးရတာဖြစ်ပါတယ်နော်ဒါကတော့ကျွန်တော်တို့ဒီအလုပ်သမားတွေအနေနဲ့တထေးနဲ့နားလည်မှုအလွဲအများဆုံးပေါ့နော်ချို့တထေးရကောင်းတယ်ဆိုတာကသူ့အနေနဲ့စေုံစေးကန်နဲ့လိုက်ပို့ပေးတယ်ပြီးရင်လောကလည်းကိုအလုပ်လုပ်နေ2လနာ2လစာလုံးအပြည့်ပေးတယ်နော်ဆိုတော့တထေးအနေနဲ့ကကျွန်တော်တို့ဒီဥပဒေပိုင်းဆိုင်ရာအရလဲဟိုမချိုးဖောက်နေတယ်လို့ကျွန်တော်လူမှုရေးပိုင်းဆိုင်ရာအရလဲသူ့အနေနဲ့ကကောင်းနေပါတယ်ပေါ့နော်ဆိုတော့အလုပ်သမားတွေကိုကျွန်တော်တို့ဟိုနားလဲစေချင်တာပေါ့နော်ဒီဗီဒီယိုပြောလိုက်လို့မင်းကတထေးဘက်ကလိုက်တာလားဆိုတော့ကျွန်တော်အနေနဲ့ရည်ရွယ်တာဒီကျွန်တော်တို့အလုပ်ရှင်နဲ့အလုပ်သမားနဲ့ကျွန်တော်တို့မလိုအပ်ဘဲနဲ့ကျွန်တော်တို့တယောက်နဲ့တယောက်ဒီနားလည်မှုတွေလွဲပြီးတော့နော်နားလည်မှုတွေလွဲပြီးတော့အမြင်မကြည့်တော့ရင်ကျွန်တော်တို့ကနိုင်ငံသားတွေဖြစ်တယ်ပေါ့နော်နိုင်ငံသားတွေဖြစ်တယ်ကျွန်တော်တို့ကိုသူတို့ကနေပြီးတော့နင့်နာလိုစိတ်မရှိဘဲနဲ့တခြားအကောင့်လုပ်ပေးနေတာကိုကျွန်တော်တို့အလုပ်သမားတွေတွေကနားမလဲဘဲနဲ့ငါတို့တာဝန်မယူဘူးဆိုတဲ့အ
သိမျိုးရသွားပြီဆိုတော့နှစ်ဦးနှစ်ဖက်ကြားမှာနော်နားလည်မှုတွေလွဲဝါးနိုင်တဲ့တော့ကျွန်တော်အနေနဲ့ဒီ video file လေးကိုဝေမျှပေးတာဖြစ်ပါတယ်ခင်ဗျာအားလုံးပဲ view site ကြပါကျမကြပါစေ